မင်္ဂလာပါရှင်။နွေဦးသတင်းချန်နယ်နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မိုးကုတ်တွင်တိုက်ပွဲဆက်ရှိနေပြီးစစ်ကော်မရှင်၏စခန်းတစ်ခုကိုတော်လှန်ရေးတပ်များသိမ်းပိုက်ထားနိုင်တော့လေစစ်တပ်စစ်ကြောင်းမျိုးပတ်ဝန်းကျင်ကိုပါတပ်ဖြန့်လာတဲ့ဆွဲသတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။မိုးကုတ်မြို့ပြင်တွင်ထိတွေ့တိုက်ပွဲများရှိနေပြီးစစ်ကော်မရှင်အရေးကြီးစစ်စခန်းတစ်ခုကိုတော်လှန်ရေးတပ်များကသိမ်းပိုက်ထားနိုင်တော့လေမြို့နှင့်အနီးဝန်းကျင်ကိုစစ်ကော်မရှင်ကတပ်ဖြန့်လာနိုင်ကြောင်းမြေပြင်သတင်းရင်းမြစ်ထံမှသိရပါတယ်။စစ်ကော်မရှင်တပ်များသည်မိုးကုတ်မြို့နှင့်17မိုင်အကွာအဝေးအထိတပ်ဖြန့်နေရယူထားပြီးကြောက်ဖားနှင့်မြေကိုမူတော်လှန်ရေးတပ်များကထိန်းချုပ်ထားပါတယ်။မိုးကုတ်စက်အင်းပြန့်လန်းဆောင်စစ်စေးရေးဂိတ်တွင်မူစစ်ကော်မရှင်၏တပ်စိတ်အဆင့်ရှိအစုအဖွဲ့တစ်ခုအခိုင်အမာခြေကုပ်ယူလာကြောင်းသိရပါတယ်။တပ်ဖြန့်နေရယူထားသောစစ်ကော်မရှင်တပ်များသည်ပြောင်လန်းခွဲအတက်မှနေ၍တရုတ်တင်ချိုင်အတွင်းထိကကင်းစခန်းများကိုထပ်မံအခြေပြုတိစောက်လာနိုင်ကြောင်းသတင်းရင်းမြစ်ကဆိုပါတယ်။တော်လှန်ရေးတပ်များကရှမ်းကုန်းဆန်ကြီးရွာဘက်မှနေ၍လေသာတောင်ကျော်ပတ်ချမ်းကိုအင်အားဖြည့်လာနိုင်ခြေရှိသည့်အခြေအနေကိုစစ်ကော်မရှင်ဘက်မှအတည်ပြုထောက်လှမ်းချက်နှင့်သတင်းအတိအကျရယူထားပြီးဖြစ်သည်ဟုစီဒီအမ်ဗိုလ်ကြီးစင်ရောကအတည်ပြုပြောဆိုထားပါတယ်။တော်လှန်ရေးတပ်များနေရာယူထားသည်ဟုဆိုကကြောက်စင်တီဘော်မာရွာများကိုစစ်ကော်မရှင်ကလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ဖျက်ဆီးမှုများပြုလုပ်ခဲ့ပြီးပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမိုးကုတ်မြို့အနောက်ချမ်းချက်ပြင်ရွာဘက်တွင်ထိတွေ့မှုကြီးမားခဲ့ကြောင်းသိရပါတယ်။တောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ကတော်လှန်ရေးတပ်ဖွဲ့များကိုကြီးတစ်ချက်မဖောက်ရန်တတိပေးတားမြစ်ခဲ့သည့်အတွက်တော်လှန်ရေးတပ်များမြို့ပြင်စုခွာနေချိန်တွင်စစ်ကော်မရှင်ကမြို့ပြင်အထိစစ်ကြောင်းထိုးတပ်ဖြန့်လာသည့်အတွက်တိုက်ပွဲများဖြစ်ပွားရခြင်းဖြစ်ပါတယ်။စစ်ကော်မရှင်တပ်သည်မိုးကုတ်မြို့အတွင်းရှိအစိုးရရုံးဆိုင်ရာနေရာအချို့တွင်နေရာယူထားခြင်းများရှိတော်လေလှုပ်ရှားမှုမရှိသလိုမြို့တွင်တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိသေးကြောင်းမိုးကုတ်မြို့ခံများထံမှသိရပါတယ်။ဆက်လက်ပြီးရွှေကောက်ပွဲကျင်းပမည်ဟုကြေညာထားသည့်မြို့နယ်202ခုအနက်ရှက်ကျေး3000နီးပါးတွင်မကျင်းပနိုင်တော့ကြောင်းစစ်ကော်မရှင်ဝန်ခံတဲ့ဆွဲသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။စစ်ကော်မရှင်လက်အောက်ခံပြည်ထောင်စုရွှေကောက်ပွဲကော်မရှင် UEC သည်၎င်းတို့အစီအစဉ်ကျင်းပမည့်ရွှေကောက်ပွဲအပိုင်း1နဲ့2အတွက်ကြေညာထားသည့်မြို့နယ်ပေါင်း202မြို့နယ်အနက်ရန်ကုန်တိုင်းနှင့်နေပြည်တော်မှလွှဲ၍ကြံဒေသများရှိရက်ကွက်နှင့်ချေးရွာအုပ်စုစုစုပေါင်း2932ခုတွင်ရွှေကောက်ပွဲများကျင်းပနိုင်ခြင်းမရှိတော့ကြောင်းဒီဇင်ဘာ9ရက်နေ့ကဝန်ခံထုတ်ပြန်ခဲ့ပါတယ်။အာဏာသိမ်းစစ်ကော်မရှင်က2025ခုနှစ်ဒီဇင်ဘာ28ရက်နေ့တွင်အပိုင်း1မြို့နယ်102ခုနှင့်2026ခုနှစ်ဇန်နဝါရီ17ရက်နေ့တွင်အပိုင်းနှင့်မြို့နယ်100ခုစုစုပေါင်းမြို့နယ်202ခုတွင်ရွေးကောက်ပွဲကျင်းပရန်စီစဉ်ထားခြင်းဖြစ်ပါတယ်။သို့သောလုံခြုံရေးအခြေအနေအရလွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲကျင်းပရန်အခြေအနေမရှိသဖြင့်နယ်မြေများစွာကိုဖယ်ရှားလိုက်ခြင်းဖြစ်ကြောင်း UEC ထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။ UEC ထုတ်ပြန်ချက်အရကျင်းပနိုင်ခြင်းမရှိတော့သည့်နေမြေစုစုပေါင်း2932ခုအနက်ရက်ကွက်162ခုနှင့်ကြေးရွာအုပ်စု2980ခုပါဝင်ပြီး၎င်းတို့သည်တိုင်းနယ်ပြည်နယ်73ခုတွင်အများဆုံးအခြေစိုက်လျက်ရှိပါသည်။စစ်ကော်မရှင်ရွေးကောက်ပွဲမကျင်းပနိုင်သည့်ရက်ကွက်နှင့်ကြေးရွာအုပ်စုအများဆုံးပါဝင်သောဒေသများမှာစကိုင်းတိုင်း902ခုမကွေးတိုင်း689ခုမန္တလေးတိုင်း236ခုနှင့်ရှမ်းပြည်နယ်212ခုတို့ဖြစ်ပါသည်။ထို့ပြင်ပဲခူး198ခုကရင်156ခုမွန်140ခုကချင်106ခုချင်း86ခုတနင်္သာရီ83ခုရခိုင်82ခုကရင်နီကယား52ခုနဲ့အေရဝတီ4ခုတို့တွင်လည်းရွေးကောက်ပွဲကျင်းပနိုင်မည်မဟုတ်ကြောင်းသိရပါတယ်။ရန်ကုန်နှင့်နေပြည်တော်တွင်မူရာခိုင်နှုန်းဖြင့်ကျင်းပနိုင်မည်ဟု UEC ကဖော်ပြထားပါတယ်။လာမယ့်ဒီဇင်ဘာ28ရက်နေ့တွင်စစ်ကော်မရှင်ရွေးကောက်ပွဲအပိုင်း1ပြုလုပ်မည်မြို့နယ်102မြို့နယ်တွင်ရက်ကွက်ချေးရွာအုပ်စုစုစုပေါင်း1438ခုတွင်ရွေးကောက်ပွဲကျင်းပနိုင်မည်မဟုတ်ကြောင်းသိရပါတယ်။ရခိုင်ပြည်နယ်ကြောက်ဖြူနှင့်စစ်တွေမြို့နယ်မှာရက်ကွက်ကျေးရွာအုပ်စု82ခုတို့တွင်ရွေးကောက်ပွဲကျင်းပနိုင်မည်မဟုတ်ပေအလားတူ2026ခုနှစ်ဇန်နဝါရီတွင်ရွေးကောက်ပွဲအပိုင်း2ပြုလုပ်ရန်စီစဉ်နေသောမြို့နယ်100အတွင်းရှိရက်ကွက်ကျေးရွာအုပ်စုစုစုပေါင်း1493ခု၌လည်းကျင်းပနိုင်ခြင်းမရှိတော့ဟု UEC ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။စစ်ကော်မရှင်ကရက်ကွက်ကျေးရွာအုပ်စု3000နီးပါးတွင်၎င်းတို့ရွေးကောက်ပွဲအတူကိုပြုလုပ်နိုင်ခြင်းမရှိတော့ပေဖယ်ရှားလိုက်ခြင်းသည်နိုင်ငံ၏ထက်ဝက်ကျော်သောဒေသများတွင်လုံခြုံရေးထိန်းချုပ်နိုင်မှုမရှိတော့ကြောင်းတရားဝင်ဝန်ခံလိုက်ခြင်းဖြစ်ပြီး၎င်းတို့ရွေးကောက်ပွဲများအပေါ်ပြည်သူလူထုနှင့်နိုင်ငံတကာကစန့်ကျင်ကန့်ကွက်လျက်ရှိပါသည်။ဆက်လက်ပြီးထိုင်းနဲ့ကမ္ဘောဒီးယားပြည်ခတ်မှုပြန်ဖြစ်မြန်မာစစ်တပ်စစ်အင်အားအလုံးအင်းကမ္ဘောဒီးယားဘက်သို့ပို့ဆောင်ရန်အရေးပေါ်ပြင်ဆင်တဲ့ဆွဲသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်စီစကတ်ခရိုင်ဖူဖလတ်နယ်စပ်ဒေသအနီး၌ယနေ့နေ့လယ်ထိုင်းစံတော်ချိန်2:15မိနစ်ခန့်တွင်ပြစ်ခတ်မှုများပြန်လည်ဖြစ်ပွားခဲ့ကြောင်းထိုင်းသတင်းဌာနများကဖော်ပြပြီးနိုင်အနှင်းငယ်ကြားမှာပဲအာဏာသိမ်းမြန်မာစစ်တပ်ကစစ်အင်အားအလုံးရင်ကမ္ဘောဒီးယားဘက်သို့ပို့ဆောင်ရန်အရေးပေါ်ပြင်ဆင်နေကြောင်းထုတ်ပြန်လာပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားပြန်လည်ပြစ်ခတ်မှုမှာ35မိနစ်ခန့်ကြာမြင့်ခဲ့ပြီးထိုင်းစစ်သား2ဦးဒဏ်ရာရရှိခဲ့ကြောင်းခက်ဆော့သတင်းဌာနကဖော်ပြရေးသားထားသည့်အပေါ်မြန်မာစစ်တပ်ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စောဘေထွန်းကကမ္ဘောဒီးယားစစ်တပ်ကိုစိတ်ပူမိတယ်။
သူတို့ကထိုင်းစကားလည်းမတက်ကြတော့တစ်ဖက်ရန်သူကလှမ်းဆဲနေရင်လည်းတိမှာမဟုတ်လက်ရှိမှာတော့ကမ္ဘောဒီးယားကိုထောက်ခံပြီးစစ်ရေးအရာအကူအညီအမြန်ဆုံးပေးဖို့ကိုတပ်မတော်အနေနဲ့တက်လှန့်ထားပြီးသားပါဟု၎င်းကဆိုပါတယ်ကမ္ဘောဒီးယားကောက်ွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကလည်းထိုင်းဘက်မှစတင်ပြစ်ခတ်ခဲ့ခြင်းဖြစ်ကကမ္ဘောဒီးယားဘက်မှပြန်လည်ပြစ်ခတ်ခြင်းမရှိကြောင်း၎င်းတို့အနေဖြင့်နှစ်နိုင်ငံကြားငြိမ်းချမ်းရေးသဘောတူညီချက်များအားလိုက်နာခဲ့ကြောင်းပြောဆိုခဲ့သည်ဟုကမ္ဘောဒီးယား Sneeze သတင်းဌာနတွင်ဖော်ပြခဲ့ပါတယ်။ကမ္ဘောဒီးယား News သတင်းဌာနတွင်ဖော်ပြခဲ့ပါတယ်။ကမ္ဘောဒီးယားမမှားဘူးထိုင်းမှားတာကမ္ဘောဒီးယားကထိုင်းနဲ့ပတ်သက်ပြီးနှစ်နိုင်ငံငြိမ်းချမ်းရေးကိုမြန်မာတပ်မတော်ကထိုင်းအပေါ်မှာထားရှိလျက်ရှိတဲ့စိတ်ရင်းအတိုင်းအမြဲတလီတစားရှိခဲ့တာအခုကိစ္စမှာတော့မြန်မာတပ်မတော်ဘက်ကအသေးချာမသိရသေးပေမဲ့ထိုင်းလိုနေလို့အမခံရေးပါတယ်။အဲ့ဒီအတွက်လေကမ္ဘောဒီးယားကိုစီးရေးအရာအပြည့်အဝအကူအညီပေးသွားမှာပါလို့ဗိုလ်ချုပ်စော်မင်းထွန်းကပြောပါတယ်။ပြစ်ခတ်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးအာဆီယံစောင့်ကြည့်ရေးအဖွဲ့ AOD ထံသို့ချက်ချင်းသတင်းပေးပို့ခဲ့ပြီးပွင့်လင်းမြင်သာမှုတရားမျှတမှုနဲ့တိကျသေးကြသောစုံစမ်းစစ်ဆေးရေးပြုလုပ်ရန်လည်းတိုက်တွန်းထားပါတယ်။ထို့သောကမ္ဘောဒီးယားဘက်မှထုတ်ပြန်ပြောဆိုချက်အပေါ်ထိုင်းတော်ဝင်တပ်မတော်ကအဲ့ဒါဆိုရင်ထိုင်းစစ်သားကိုဖယ်သူဖြစ်တာလေဟုတုံ့ပြန်မေးခွန်းထုတ်ထားတဲ့အပေါ်အာနာသိန်းစစ်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စော်မင်းထွန်းကထရီကာတန်ကြေးကိုက်ပြီးသုံးမရတဲ့တနက်တွေကိုထိုင်းစစ်တပ်မှသုံးနေကြတာကြပြီးမူယူပြီးအချင်းချင်းစနှောက်ရင်ကြီးထွက်သွားကြတာနေမှာပေါ့ကမ္ဘောဒီးယားကအနေသာကြီးလို့ပြောဆိုခဲ့ပါတယ်တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်ထိုင်းဝန်ကြီးချုပ်အနုတင်ကအချုပ်အခြာအာဏာနဲ့ပြည်သူများပေးကရေးအတွက်ကာကွယ်ရန်ထိုင်းစစ်တပ်အားအမိန့်ပေးခဲ့ပြီးကမ္ဘောဒီးယားနဲ့ထိစပ်နေသည့်ဟူရီယန်ဆူရင်စီစကတ်နှင့်အွန်ဗွန်ရက်ချာဌာနီခရိုင်တို့မှနေဆက်အနီးနေထိုင်သူများအားကိုလိုရာနေရာများသို့ပြောင်းရွှေ့ကြရန်အမိန့်ထုတ်ထားကြောင်းလည်းသိရပါတယ်။မြောက်ဝတီမဲဆောက်နေဆက်ဘက်မှလည်းမြောက်ဝတီဘက်ကအာဏာသိမ်းစစ်တပ်ဖြစ်တဲ့လက်နက်ကြီးကြီးများကြားပြီးထိုင်းစစ်တပ်ကပြည်သူများကိုဘေးလွတ်ရာပြောင်းရွှေ့ပေးပြီးမြန်မာစစ်တပ်ကိုတတိပေးစာနဲ့တတိပေးပစ်ခတ်မှုများပြုလုပ်ခဲ့ပါတယ်။ထိုကိစ္စနဲ့ပတ်သက်ပြီးမြန်မာစစ်တပ်ကထိုင်းစစ်တပ်အပေါ်အမျိုးအတေးထားကအခုလိုထိုင်းကမ္ဘောဒီးယားအရေးမှာကမ္ဘောဒီးယားကိုစစ်အင်အားဖြင့်တင်ပေးဖို့အရေးပေါ်ဆောင်ရွက်နေတာလို့နေဆက်အရေးလေးလာသူများကသုံးသပ်ထားပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားတို့သည်နေပြည်အငင်းပွားမှုများလွန်ခဲ့သောနှစ်များခရက်ဖြစ်ပွားနေခြင်းဖြစ်က2025ခုနှစ်မေလတွင်ပြစ်ခတ်မှုများစတင်ခဲ့ပြီးဇူလိုင်လ၌ယာယီအပြည့်အခက်ရဲစဲခဲ့ခြင်းဖြစ်ပါတယ်။ဆက်လက်ပြီး2025ခုနှစ်အတွင်းစစ်တပ်ဘက်မှအလင်းဝင်လက်နက်ချစစ်တုံးပန်း2500ခန့်ရှိတဲ့ဆွဲသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မြန်မာနိုင်ငံအနှံ့မှာတော်လှန်ရေးတပ်တွေနဲ့ရင်ဆိုင်နေတဲ့စစ်ကောင်စီတပ်ဘက်ကနေ2025ခုနှစ်အတွင်းအလင်းဝင်ပူးပေါင်းသူနဲ့လက်နက်ချစစ်တုံးပန်းအယောက်2500လောက်ရှိတယ်လို့ပြည်သူ့ပန်းနိုင်အဖွဲ့ကဒီဇင်ဘာ6ရက်မှာထုတ်ပြန်ပါတယ်။2025ဇန်နဝါရီလကစပြီးနိုဝင်ဘာလ17ရက်ပတ်အထိအလင်းဝင်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တပ်သားသစ်လက်နက်ချစစ်တုံးပန်းစုစုပေါင်း2438ယောက်ရှိတယ်လို့သိရပါတယ်။2025ခုနှစ်နိုဝင်ဘာလတလတာအတွင်းမှာပဲလက်နက်ချစစ်တုံးပန်းအလင်းဝင်သူစုစုပေါင်း126ယောက်ရှိတယ်လို့ဆိုပါတယ်။အခုနိုဝင်ဘာလ17ရက်ပတ်မှာစစ်မှုရန်တပ်သားသစ်12ယောက်အပါအဝင်အလင်းဝင်ပူးပေါင်းလာသူ14ယောက်ရှိပြီးကရင်ပြည်မှာ1ယောက်မကွေးတိုင်းမှာ10ယောက်တနင်္သာရီတိုင်းမှာ9ယောက်ဖြစ်ပါတယ်။စစ်တုံးပန်းအဖြစ်ဖမ်းဆီးခံရသူတွေထဲမှာလည်းစစ်မှုရန်တပ်သားသစ်4ယောက်ပါပြီးချင်းပြည်နယ်မှာတော့စစ်သား2ယောက်ဖမ်းဆီးရမိတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလမှာအလင်းဝင်သူနဲ့လက်နက်ချစစ်တုံးပန်းအယောက်900ကျော်ရှိပြီးအခုနှစ်နိုဝင်ဘာလမှာတော့အယောက်200မပြည့်သေးဘူးလို့ပြောပါတယ်။ပြည်သူ့ပန်းနိုင်အဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ရှိသူက2024တုန်းကနဲ့ရှင်ရင်အများကြီးရောတယ်လို့ပြောရမယ်2024 17လပိုင်းနဲ့2025 17လပိုင်းအရေးအတွက်ကတော်တော်ကွာခြားတာတွေ့ရတယ်လို့ပြောပါတယ်ရှေ့တန်းမှာအလင်းဝင်လာတာစစ်တုံးပန်းဖြစ်တာတွေရှိနေပေမဲ့စစ်တပ်ကလဆင်စုဆောင်ရရှိနေတဲ့စစ်မှုရန်တပ်သားတွေအရေးအတွက်နဲ့ရှင်းမယ်ဆိုရင်တပ်ထဲအဝင်ကများပြီးပြုံးတိမှုကနည်းနေတယ်လို့သူကပြောထားပါတယ်စေကောင်စီတပ်ဘက်ကလက်နက်ချတာအလင်းဝင်တာတုံးပန်းအနေနဲ့ဖမ်းဆီးခံရတာတွေကိုဒေါ်လာရေးအင်အားစုတွေရဲ့ထုတ်ပြန်ချက်တွေသတင်းမီဒီယာတွေရဲ့ဖော်ပြချက်တွေမြေပြင်သတင်းအချက်အလက်တွေကနေရယူပြီးအချက်အလက်တိုက်ယူစစ်ဆေးစစ်တမ်းပြုစုထားတယ်လို့သိရပါတယ်။ကျွန်မသတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။